ဖတ်ပါပြီအငိမ့်ဖတ်ပါပြီခမကြောင်းရည်လေးလိုက်ပုံကခမဘောလာတဲ့ချင်းတွေကကြားရပြန်ပြီကျွန်တော်တို့မြန်မာပြည်အောင်လို့ခမကျွန်တော်တို့မြန်မာပြည်အောင်နေတကပေါက်စံရည်သားတွေနေတကပေါက်စံရည်သားတွေပေါ်ပြေဆုံးမီအောင်မန်ကိုစင်မီအောင်စီတွေငါရိုက်ခင်ရောမင်္ဂလာရှိရဲ့အကြောင်းကိုခမမေးရပါကြောင်းတဖက်များနဲ့လုံးလုံးအောင်ဖန်သွားတာဖြင့်နေတော့ကမြောက်စားလို့တောက်ကြောပါတယ်ကိုတူလေးလားခင်ဗျာညို့တော့ကမြောက်စားလို့တောက်ကြောလိုက်ပါတယ်ကိုအားပဲကြည့်ရှင်တာကတော့မင်းသမီးလေးပါခင်ဗျာဟုတ်ကျွန်တော်တို့ဆိုတာကတော့လူရှင်တော်တွေဆိုတာကတော့ရှေ့ကနေပြီးတော့ကျွန်တော်တို့ကဂျားကန်လေးပါဗျာမနိုင်မျိုးကဂျားမှလင်းဟာမသွားရအောင်ဟုတ်ကျွန်တော်တို့ကမင်းသမီးလေးအမောရောင်ရင်ပြောထောက်ပေးရမယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ကြည်ကျင်တာကမင်းသမီးဟုတ်ပါလူခင်ကျွန်တော်လေးစကားကြောရှင်နေရွှေဘောလပရိသတ်ညကမုံမဆိုးရပါတယ်မှန်ပါဗျာပြီးတော့ငိကန်းထဲမှာကြောင်းငယ်နဲ့တောင်းပန်ပါစီနော်လူရှင်တော်တို့ပြကပရုဒ္ဒဝန္တကျန်တော်စကားများပါခဲ့တရှိသောဝိန္ဒာမိတိခါခွင့်လုပ်ပေးပါရိုင်းနာလေးတွေကိုဖယ်ရှားပြီးတော့ရင်နာလေးတွေကျင့်သုံးပါမယ်ဘာကြောင့်လဲတဲ့ဗုဒ္ဓဘာသာမြန်မာတွေလူတဲ့လူပွဲမှာမြန်မာတွေကြည့်တယ်မြန်မာငိမ့်ပွဲမှာရိုင်းတဲ့စကားပြောရင်ရိုင်းတယ်ဆိုတာသိပါလိမ့်မယ်ချုံသားစကားပြောရင်ချုံသားစကားဆိုသိပါတယ်ခင်ဗျာဒီတော့ကြည့်ကျင်တာကမင်းသမီးဇော်တော်ရုပ်ကိုဖော်ထုတ်ပေးကြပါဦးဆိုဗျာမင်းသမီးချော်လေးမော်ရင်ဣပုံပုံဟုတ်လားဣပုံပုံဆိုတော့ငါညမနာမည်နဲ့သွားစင်တာပေါ့မညမနာမည်တို့မထွေးတဲ့ဟာဆိုင်လေးတော့အဆိုင်လေးပြောတယ်ကွာဒီတော့ဣပုံပုံရဲ့ညင်ငယ်ကိုမျောလေးလိုနေကြပါပြီတော်သိရခိုင်းအသက်ပြီးအဖိုးအဖွားများတွေ့ယူရီယာဆိုတဲ့ခန္ဓာကိုဤကဲ့သို့ဖော်ထုတ်ကြပါဦးစို့အခုချိန်ကစပြီးမင်းသမီးကိုဝေဖန်လို့ရပါပြီအသင်းပြောလို့ရပါပြီဆုတ်ဆိုင်တော့မနေ့ကဘလို့ဒီနေ့ကဘလို့ပြောင်းလာတယ်ဆိုတော့ဝေဖန်တော့မှလေးကန်တော့မှလေးရဲ့ဣပုံပုံလေးရဲ့ကိုလာကြောင့်ကိုပြောမှာမသူ့လာကြောင့်ပြောတော့ငါဘာပြောမှမလို့တော့ကောင်းမလေးကကြော့ရှာတယ်။ဖျားဟုတ်ပေါ့စီချိန်မှုတယ်အာယုတကယောရဟဲ့ကောင်းမလေး
ဝါလို့ပါ ဒီကနေမှဝါဖြစ်တယ်ဟေးလာမောင်တို့ဝါနောက်ကခိုင်းစရာလေးမြန်မာပြည်မျိုးချင်း ဟုတ်ပါ မင်းသမီးချောလေး မော်ရီကြည့်ပုံပုံ မောင်နှမနှစ်ယောက်အေးဒါလေး ယူရီယာကောင်းပါမောင်တို့ရဲ့ဟာလေးလေးမောင်တို့ရဲ့ဟဲ့လေးမောင်တို့ရဲ့ကျိုးဆွဲစရာကြီးကျိုးဆွဲကောင်းလို့ကျိုးလွဲသွားအောင်မယ်အယုတ်ကတော့လူလုံးမအယုတ်ဟုတ်ပါပြီပြုံးမမမီပြုံးမမမီပြုံးမမရှင်ပြတဲ့ထဲမင်းသမီးလိုပဲဗျာရုပ်ရှင်ပြတဲ့ထဲမင်းသမီးခွင်ကောင်းကျဲ မင်းလိုဝဲနေပဲမင်းလိုဝဲကွယ်မင်းလိုဝဲဟာ သူ
ကတာလဲကောင်းနေပြီ ကောင်းနေ ဒါပေမဲ့ဒီနှစ်ကတော့မနေ့ကတော့မကြိုက်ဘူး ဘာဖြစ်လို့တော့ မင်းတို့ကမင်းသမီးကိုကြည့်မှမကြည့်ပဲနဲ့ငါတို့ကမင်းသမီးကိုကြည့် သူ သူကကကျင်တာနည်းနည်းရယ်ဒီနှစ်ကလက်စွပ်တရားအများကြီးဝတ်ထားတာ အော်အများကြီးဝတ်ထားတာ လက်စွပ်ကြွားကနေတာ ဟုတ်ပြီလက်စွပ်ကျွားဘလို့ကတော့ဟာ လက်စွပ်ကြွားကတာသိဘူးလား ဟေးမသိလိုက်ဘူး မင်းလေးလာပါဆိုတော့ခွေးချင်းဘူးလောက်လေးလာနေတဲ့ကောင် ဟာငါလည်းမသိလိုက်ဘူးလေကွာအဲ့ တခြားလေးလာရတယ် ဟုတ်အေး စလာကလေးကလက်စွပ်ကြွားကလိုက်ဟုတ်လားလက်ကောက်တွေကြွားကလိုက်ဆွဲကျူးတွေကြွားကလိုက်ရှက်ကိုမရှိဘူး ဟုတ်ဗျာအဲ့နဲ့ရှက်မရှိမှမရှိ လက်စွပ်ကြွားကတာသိကျင်လား သိရင်ね ကိုလေးချင်းသူကြွားနီးပြကျင်လို့ရိုးရလေးနှစ်ဖက်လောက်သိပြီသားမှာဟုတ်ပါလက်စွပ်ကြွားကတာဘယ်လိုကလဲမ ဘယ်လိုလေးလဲအော်လက်စွပ်မြင်အောင်လို့ကြွားကားတာအော်ဝင်းနဲ့မြင်အောင်လို့ကြွားကား လက် တာ ကောင်ကြွားကတာကြတော့ဘယ်လိုမှတ်တော့ ဘယ်လိုတော့ ဟေးလက်ကောင်ကြွားကတာကြပေါ်အောင်ဘယ်လိုကြွားလဲမပကံလေးလုံးလေဟေး ချွန်းလည်းတော့မြည်နေသေးတယ်ပေါ့အဲ့လက်ကောက်ကြွားကားတာအဲချွန်းလည်းဟုတ်ပြီအဲ့လက်ကောက်ကြွားကားတာဆွဲကြကြလားဘယ်လိုတော့ တန်လေးလည်းဝဲကုန်မှာပေါ့ဆွဲကြကြတော့ဘလို့ပြေးလောက်စားဟဲ့ အော်အဲ့ဒါမှဆွဲကြလေးကတန်တန်လေးမြင်ရမှာဆွဲကြကြွားကားတာ အဆက်ကိုမရှိဘူး ဟိုရာတော့ကွာသူစီလို့သူကြွားကားတာဘာဖြစ်လို့ ဟမ် သူစီလို့သူကြွားကားတာဘာဖြစ်လို့ ရှိလို့သူဘာလို့ကိုကြွားကတာတချို့မင်းသမီးကပခောက်ကူမင်းသမီးတွေချီချင်းကြွားကတာဘလို့ကလည်းမှတ်တော့ ဘယ်လိုတော့ သူတို့ချီချင်းပေါ့ဟေးချေတော့ဟာချီချင်းမြောင်ကားတာအဲ့လိုကူကားရတယ်ပေါ့အဲကြွားတာလေ ဒါပေမဲ့မင်းသမီးကြွားတာတော်ကြီးသူတွေကြွားတာတော့မမီပါဘူး ဟိုရာဘယ်လိုတော်တော်ကြီးသူကဘယ်လိုကြွားတာ တအားကြွားထူတာ အဲဘယ်လိုတော့ ညမန်းတက်ထဲလာတော့မန်းတက်ကလူကြည့်တယ်လေ အဲ့လိုနေတယ် နေရမေးတာကိုရိုးရိုးတန်းတန်းမမေးဘူး အဲဘယ်လိုမေးတော့ နေရမေးတာကိုလွတ်လက်စွပ်ပေါအောင်ဘယ်လိုမေးတယ်မလို့ဟဲ့ငါဟိုနားလာခြင်းလို့ဟဲ့ငါဟိုနားလာခြင်းလို့လက်စွပ်ကလေးက လက်စွပ်မြင်အောင်လေ အဲ့လိုပြန်လို့ညာလက်ကောက်ပါတဲ့ကောင်မလေးကပြန်ကြွားတာပေါ့ အဲဘယ်လိုပြော ငါ တော့ တို့လက်စွပ်ကြွားနေတာပဲတဲ့ အင်း ငါလည်းပြန်ကြွားမယ်ဆိုပြီးတော့ ဘယ်လိုကြွားတော့ နောက်မှလာတယ်နေရမရတော့ အော်နေရာမရှိဘူးဆိုတော့နဲ့ကြွားတာနေရာမရှိဘူးအော်အဲ့လိုကြွားတာ ထူးဆန်းတယ်ဗျ အင်း ဆွဲချိုးပါတဲ့ကောင်မလေးကြတော့မသိရင်လူသေးရှိ ਉ သေးပေါ့ အဲပေါ့ လာကြရ အော်အဲ့ဒါမှဆွဲကြိုးလေးတန်းလန်းမြင်ရမှာပေါ့ ဒါပေါ့အကျွားတွန်း ကြွားတာဟာကြွားတာလေးနဲ့တခါတည်းဖက်နဲ့တောင်ကြားမှပြီးကြွားတယ် ဟာဖက်နဲ့ကတော့မကြောပါဘူး ဟောကြွားတယ်ဗျ လောက်ဆက်မှာ ဖက်နဲ့ကိုတောင်မိုးကြီးဖက်နဲ့စီးလာတဲ့အခါကျတော့ ဘယ်လိုကြလို့ ဘယ်လိုမှတ်နေတော့ ဘယ်လိုကြွ မနောက်ဟောရောက်တော့တခါတည်းဖက်နဲ့ကလေးချွတ်လိုက် ဟုတ်ပြီ ဖက်နဲ့ကလေးချွတ်ပြီးဒီလိုလေးကောက်ကန်ပြီးတော့သူ့ဖက်နဲ့အကောင်းစားဆိုတာလူများမြောင်လို့မဲဘန်းနဲ့ရိုက်သေးတာရိုက်ပြီးတော့ဖက်နဲ့လေးကင်မှုဝင်ချလာတာ ဝဲချလာ အဲ့ဒါဖက်နဲ့ကြွားတာ ဖက်နဲ့ကြွားခြင်း ဖက်နဲ့မကောင်းတဲ့အမျိုးသမီးများကြတော့တစ်မျိုးဗျာ ဘယ်လိုကြွားတော့ ဘယ်လိုလုပ်တကမနဲ့ဟောဝင်လာရော အမ် ဆွတ်ဆိုယူလာပြီးတော့ဆွတ်မနဲ့တခက်တီနဲ့ဝင်လာပြီးဟောမနဲ့တဲ့လည်းရောက်တော့ဘယ်ကောဆွတ်သူဆက်ပြီးထိုင်းနေတာပဲဖနဲ့ပေါ်တာ ဒါကကြွားခြင်းဝါခြင်းကိုနောက်ထား အဲ မင်းသမီးလေးစတော်ရုပ်ဖိုးထုတ်ပြရမှာကအာပြဲဒိုလေးစင်တွေဝိုက်မနေပါဘူးခင်ဗျာအာပြဲနဲ့ဒိုလေးစင်တွေဝိုက်မနေပါဘူး ဝိုင်းမနေပါဘူးဗျာ ထထုတ်လိုက်တော့ ထထုံးမယ်ဗျာ ကျင်တွေခိုက်ဆိုတာထထုတ် ကဲကြမယ်ဗျာ ဟာ လူဘာရှိတာလူမီရောလူမီလေးလေးလေးရဲ့ချစ်ရဲ့ပြီးအောင်လို့တော့တယ်ဝေးဘာလို့ဒီရဲကလူမီရဲ့ပြီးစီလာဘီလူဘာရှိတာလူမီရောလူမီလေးလေးလေးရဲ့ချစ်ရဲ့ပြီးအောင်လို့တော့တယ်ဝေးဘာလို့ဒီရဲကလူမီရဲ့ပြီး
နောက်မှမင်းငါနဲ့တူတူအိတ် ဘာလို့ရမအိပ်ပါဘူးငါတယောက်ဆက်ခွဲ အဲ့လိုလည်းပုံကြီးတို့နဲ့တူတူအိတ် အိပ်ပါဘူး မိဘရဲ့ပါကျမအိမ်ပုံပုံလေး အင်း မိဘရဲ့ပါဆောင်ပြီးပါပြီအကူမနဲ့တမယာသူနေချာမမောင်နေချာမလက်မြောင်ရည်မိစကိုရလေး ည ကဲတော့ကိုပါပြေကြီး ဒီမလေး တော်တော်ရှိပြီးတော့ရောက်ရှိရကြပါပြီ ဟုတ်ကဲ့ ကဲအားပေးကြပါဦးပါနော်အဲ့တော့ပြောလေးကိုရှုပ်အောင်ပထမဦးကကျမတို့မောင်နှမအားလုံးအလုံးလေးနဲ့တက်တည်ကြကြည့်ရအောင်ရှင် ဟုတ်ပြီဗျာ ဟုတ်ပြီ လာမယ် နောက်ဆုတ်ပါဒီတော့ဖြစ်နေရင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်များအငိမ့်ကုန်ရှိရကလေးလေးတွေကိုနောက်ဆုတ်ခိုင်းပြီပါ ဘာဖြစ်လို့လဲ ကျွန်တော်ညမအင်းတိုင်းအားတိုင်းကတော့မှာ ဟုတ်တယ် စစ်ကြီးဆိုတော့ ဩ အဲ့လိုက ကြည့်ပါစေအဲ့ဒါကလေးတွေမနေ့ကကျတော့နှလုံးသွင်းရတယ်ကြည့်တာ ငါကျွန်တော်ကခိုင်းပြီးတော့ ဟုတ်ပြီအော်ဝန်နေလိုက်တာဟဲ့ဘယ်နဲ့ဝန်လာလိုက်တာတို့ဟဲ့လာပြီ ကိုပါပြေ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  ဟာလို့ဘာလို့ခေါ်နေတာလဲမမေကလည်းခါရတယ်ခေါ်နေတာ မင်းရကိုအာပြဲခေါ်ရင်လည်းဟိုကောင်အာကြီးဆောင်းတော်မှာ ဘာလို့တော့မှာလဲ လိုလိုမှအာပြဲတဲ့မှဲ့ထားတဲ့မျက်နာနဲ့နာမည်နဲ့မှတ်တတ်တဲ့အာပြဲတဲ့မင်းအာပြဲလို့မမဲ့နဲ့ ဘလို့မရမှာလဲ မင်းကအချောက်ယုံနဲ့တူတာဆိုတော့အာပြဲ6 ခဏအန်ဂျေစာ ကိုပါပြေ ဟဲ့ညီမလေး ညီမလေးကတော်တော်ကြီးမှညီမလေးချစ်သူရှာခိုင်းမို့ဟာကိုရငေါ့တယ် ကိုရညီမလေးကိုလို့ရှင်လို့ငါတော့ဟုတ်ပါဘူးလို့ ညီမလေးကတော်တော်ကြီးမှညီမလေးချစ်သူရှိရဲ့ ဟုတ်တယ်တော်ကြီးမှညီမလေးအိပုံချစ်သူရဲ့ချစ်သူရှိပါတယ် ရှိ ဘယ်သူမှလို့တော့ ดูดู ဟမ် โอ้ ဟေးအိပုံရမဲ तू ကငင်းနေရှိတယ်ဟုတ်ဘူးလေအောင်မဲအောင်မဲလေအိပုံရေ तू ကတော့ငင်းနေလို့ဆိုတော့ နည်းနည်းတော့ကြိုက်လိုက်ပါဦး อ๋อไก่ใจอุ่นเด้เอ้ย အောင်မဲလေအိပုံလို့ဆယ်လီမင်းသမီးကိုငင်းတာဆိုလို့သတော်ကြီးသားတယောက်ပဲရှိတယ်ဟေး ตะยอกပဲရှိတယ် ရှင်နာလွန်းလွန်းဒီလိုလူမျိုးတွေဆိုရင်တော့အမေကဝမ်းသာတော့မှာပေါ့မယူဘူးအမေလေ ငါတော့လောက်ပြသေးတယ် အဲ့တော့ तू ကမှမယူဘူးဆိုမှတော့တသက်လုံးလည်းလင်ရမှာမဟုတ်တော့ ယူတယ် အဲ့ကျမချစ်သူကိုရှာမယ် ဟုတ်ပြီ ကိုတော်လေးကိုပါပြေဒီတိုင်းစင်ပေါ်ကနေတောင်ကြည့်ညောက်ကြည့်ရှာရုံနဲ့မတွေ့နိုင်ပါဘူးကျမချစ်သူကိုကျမရဲ့ဒိုးဆရာကိုကြီးနဲ့ရှာကြည့်မယ်ရှင် ဟုတ်ပြီ တို့စီက ဟေးတို့အဲ့ဒါမင်းသမီးတဲ့နေဝယ်ယူပြန်တဲ့ ကဲငါ မင်းသမီးတဲ့နေဝယ်ယူပြန်တဲ့ အခါတရားနင်းပြန်မစေ လာငါနေမယ်လား မသားကြီးရင်သွေးတောင်ကိုမလာနဲ့ ငါကြရင်နေတော့မလာခဲ့လေဟုတ်ပြီ ဟမ်ဘာဖြစ်လဲ ဗမာစကားတွေပြောနေတာကလားစကားတွေပြောနေလားဟုတ်ပြီဟုတ်ပြီ အဲ့လိုပြောဟောဘာဖြစ်လဲ ညာ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  ငါလည်းပြန်ပြောလိုက်မယ်ငါပြန်ပြောလိုက်မယ် အဲ့ဗါလဲတော့ ညာအေးငါနိုင်ငံခြားကိုသွားလို့ရပြီဟေး ဘာဖြစ်လဲတော့ င
ငါလိုင်စင်ဓာတ်ပုံရိုက်ခံရပြီ ဟာ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  ဟေးအဖြူမဲဟေးအဖြူမဲ မင်းလဲစစ်တပ်ပေါ်လေ ဟေးဒီကောင်မလေးဘယ်လိုလုပ်ချင်း ငါလိုချင်ဟဲ့ငါလိုချင် လောက်ကြပါဦးဗျိုလောက်ကြပါဦးဗျိုဒီမှာဝဲယူပြန်နေလို့ပါဗျို ဘာလို့ဝယ်ယူပြန်မှာတော့ ဒီကောင်မလေးဘယ်လိုလုပ်ချင်း ငါလိုချင်ဟဲ့ငါလိုချင် ငါလိုချင်းဆိုတော့ကောင်းမှုမိုးလမ်းမောင်တို့ လေလောင်းမောင်တို့ မိုးလမ်းမောင်တို့ လေလောင်းမောင်တို့ မိုးလေမိုး လေမို့ မိုးလမ်းမောင်တို့လေမိုးမောင်တို့အဲ့ဒါလည်းမကောင်းဘူးဟိုချင်းဟိုတန်းကျထုံးမယ်ကွာ ဘယ်တန်ကြလဲ စိန်လားလေးမောင်တို့ရေ မြလားဟဲ့မောင်တို့ရေ ညာလားလေးမောင်တို့ရေ စိတ်ရောဟဲ့မြောင်လေ တက်လေကောင်းမှုကွာ ဒါလည်းမကောင်းမြန်ဘူးလားဟာ ဒီတော့ကောင်းတဲ့ဟာထိုးမယ်ဒီတော့မနက်ကြီးစောစီတို့လမ်းလျှောက်မယ် ဟောလမ်းလျှောက်မယ် โอเค ဟုတ် လမ်းလျှောက်ပြီ ဟုတ်ရှားပြီ 1 2 3 4ဆက်စအေးလို့ဆက်စထားလို့ဆက်ချွန်လက်ရှောက်ကြပါစို့အတီးဦးထင်တယ်ဆက်စအေးလို့ဆက်စထားလို့ဆက်စလက်ရှောက်ကြပါစို့ဘာလို့လို့ လမ်းလျှောက်ပါဆိုမှပဲ ဟောအဲ့ဒါလမ်းလျှောက်နေလေ မင်းလင့်လာဘူးလား ဟုတ်ဗျာဒီမှာခေါင်းကကျင်းလို့မ လက်မန်းလေးပဲလျှောက် ပါ ပါ လေ လေဟမ် ခေါင်းကကျင်းလို့လက်လျှောက်တာပတ်လျှောက်နေရတာလေ ဆော့ဆော့အိမ်လို့ဆော့ဆော့ထားလို့ဆော့ဆော့လမ်းလျှောက်ကြပါဆိုလမ်းလျှောက်ခိုင်းတာမဟုတ်ဘူး အဲ့ဘာလို့ရ မ မှာ င်း performance လိုက်ပြရမှာ ဘာဖုံးမဲ့ မင်းလိုက်ပြရမှာကဘွမ်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  အော်အဲ့လိုလား စိုးစီရလောက်ကြည့်စမ်း ဘွမ်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 ဟုတ်တယ်နော် ဘွမ်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 အဲ့လိုကြီးတဲ့ဟုတ်ဘူးလေဒီစားကြည့် ဟုတ်အေး ဘွမ်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  အော်ဒီလိုဘွမ်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  ဒါပဲလွယ် အဲ့လိုပဲ โอเคစမယ် ဟုတ်ပြီဟုတ်ပြီ 1 2 3 4ဆော့ဆော့အိမ်လို့ဆော့ဆော့ထားလို့ဆော့ရှောင်းလမ်းလျှောက်ကြပါစို့ ဘွမ်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  ကိုခနာတန်ဆန်းစီဖို့စနလုံးရွှေပြုံးစီဖို့တငယ်ကြီးပေါင်းနေတော့ရေပြောလို့ရွှေလို့လမ်းလျှောက်ပါတော့ hey ဆဆအိလို့ဆဆထားလို့ဆဆလမ်းလျှောက်ကြပါတော့ ဘွမ်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  ဆဆအိလို့ဆဆထားလို့ဆဆလမ်းလျှောက်ကြပါတော့ ဘွမ်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  အဲ့ဒီတော့ ဘွမ်ဘွမ်ဘွမ် ပြီးပါပြီ ဘွမ်ဘွမ်ဘွမ် ပြီးတော့ပါပြီ ဘွမ်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  ဟုတ်ဘူးလို့ ဘွမ်ဘွမ်ဘွမ် ဟုတ်ဘူးလို့ ဘွမ်ဘွမ်ဘွမ် ဟုတ်ဘူး ဘွမ်ဘွမ် ဟဲ့ကောင် ဘွမ်ဘွမ် အဲ ဘွမ် ငါဆက်ကြလာပြီတော့ ဘွမ်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  ဟဲ့ကောင် ဘွမ်ဘွမ် မပါဘူးလို့ ဘွမ်ဘွမ်ဘွမ် ငါဆဲလိုက်ပါဗျ ခွေးတာလေး 想
ရှောင်းကမတော်ပါနဲ့မတော်ပါနဲ့မောင်မိညတာတိလာလာအချင်နာရမေ ချင်လာရမယ် အချင်နာရမေ ချင်လာရမယ် သူပါမောင် မင်းသမီးမင်းလေအတူမလား အကို အကို ဘာလို့ခေါ်ခိုင်းတာ အဲ့ကောင်ကြက်မပြေဘူး ဒီကခေါ်တိုင်းမအောင်တာဘယ်တော့ခေါ်ခိုင်းလို့လေလို့တာဘယ်တော့ခေါ်ခိုင်းလို့လေလို့ ဘာသားတော့မင်းကခွေးသား တင်း ကဲကိုလေးကဲတော်ရှိပြီတော့ဆိုမင်းသမီးစာပြောမြိုင်မကြိုက်ပါဘူး ဟုတ် ကျူးစားကမကြိုက်တာရေနော်မင်းသမီးဆိုဘလောက်ကချင်တဲ့လောက်ကအိမ်ပုံကလည်းတော်ကြီးဆိုကျူးစားပြီးသားပါ မင်းဆို အိမ်ပုံရဲ့ရင်နဲ့ချမ်းပြန်ကနေကွဲချင်ကွဲသားပါစီ ကွဲချင်ကွဲသွားပါစေ ကွဲသွားရင်ကွဲတဲ့တစ်ချမ်းကိုတော့ငါပေးအောင် ငါလည်းတချမ်းယူမယ် အမင်းယူပြီးဘာလုပ်မှာတော့ တယောက်တစ်ချမ်းပေါ်ဟမင်းရလေ အေးမင်းယူပြီးဘာလုပ်မှာတော့ ဟောဘာလို့မတော့အိမ်ကြတော့တခါတည်းရင်တို့ခိုင်းဖို့ဖုံးလေးမရှိလို့ ရင်းနေခရောက်ဖို့မရှိလို့ငါကတော့ပြလိုက်တဲ့ထားခြင်းလို့ ဘာလို့ မဟုတ်ဘူးလေမင်းရဲ့နှလုံးသားတွေကိုပုံလေးရဲ့ဖြူစင်းတဲ့နှလုံးသားကိုဟာဟလိုယူစရာကြီး ရုပ်ကြီးကွာကွာ ဟာကလေးတို့ကဘာဖြစ်ကြတာတော့ညီတို့ကဘာလို့မင်းသမီးနဲ့လူရှင်တော်နဲ့မညားနိုင်ဘူးလို့ထင်ကြတာလား ခင်ဗျားတို့ကတကယ်ပြောတာသားထင်သေးတာတကယ်ထင်သေးလေထင်သေးတရားကောင်းနေ ဘာလဲတော့ မင်းသမီးနဲ့လူရှင်တော်နဲ့ဒါမျိုးနေရတယ်တစ်ချိန်မှမရဘူး ဘာလဲ မင်းသမီးနဲ့ဘယ်လိုရတယ်မှတ်တော့ ဘယ်လိုရတယ် ဟောဆိုင်းဆရာနဲ့မင်းသမီးနဲ့ရတယ် ဆိုင်ရနေမနေ ဟောနှဲဆရာနဲ့မင်းသမီးနဲ့ရတယ် ဟုတ်လား ပမ္မရီနဲ့မင်းသမီးနဲ့ရတယ်ကျွတ်တို့လူရှင်တော်ဘာနဲ့ရတယ်မှတ် ဘာ တော့ နဲ့ရ မင်းသမီးနောက်ကပါလာတဲ့နောက်ထိန်ကြီးဟောညီတို့မပြောဘူးညီတို့မပြောဘူးနော်ဟိုနောက်ထိန်ကြီးအဆွေတို့အဆောင်တို့အခေါ်တို့ဖတ်တီတို့ဟိုမင်းတို့တရားကိုမပြောဘူးနော်ကိုမပြောဘူးမပြောဘူးနဲ့တဲ့ကိုပြောနေတာ ပြောမိသလား ပြောမိ အကိုကြီး ညီမလေး အပြောင်းကိုရှော့မယ် ခါညီမလေးတွေဘာကိုကြီးတို့ပြန်ခေါ် ကိုကြီး တကယ်ချင်းပြန်ခေါ် အေးတငယ်ချင်း အဲ နေမကောင်းလေးလားဒါတွေ ဟုတ် ဟုတ်မနေ့ကဒီပုံဒီနေ့ရမဲသိမ်းမြို့နယ်မြို့လာကနေကူးလာတာပေါ့နော် ဟာ ဒီပုံအဲ့ဒီမှာအငိမ့်ငန်း17နာရီလောက်ထွက်တယ် ထွက်တယ် 12နာရီ21လောက်ကြာဤပုံအငိမ့်ငန်းသိမ်းရတယ် ဟော ဘာလို့လဲလို့မေးရင်တော့ဤပုံကာရင်မတက်ကနေမူးလဲသွားတယ် မူးလေသွားတာ သွေးပေါင်တွေထိုးကြပြီးတော့ပေါ့နော်အဲ့တော့ဒီမှာတော့ဤပုံကနိုင်ပါမလားဆိုအများကြီးစိတ်တင်းထားတာ ဒါပါဒါ မ ပါ ပြန်သေးပဲအားပေးကြမှာနော်ပြိတ္တအများတော့ဤပုံတို့ပို့ပြီးအားရှိပါတယ် ဒါပေါ့ဗျာ ဒါဆိုတော့အကိုကြီးတို့မောင်တို့မလေးစူးစမ်းမယ် ဟုတ်ပြီ ဒီတော့ကြီးကစူးစမ်းလို့ကြိုက်ချင်းပါဤပုံကြီးကောင်းလို့ကြိုက်ချင်းမဟုတ်ပါ ဟုတ်တယ် ဤပုံချက်ကောင်းတော့တော်တော့တက်တော့မင်းသမီးတွေဟောဒီကြောင်တော့တစ်မျိုးလုံးမှာအများကြီးပါဤပုံကိုစူးစမ်းလို့အားပေးချင်းပါဤပုံကောင်းလို့အားပေးချင်းမဟုတ်ပါကဲဒါဆိုဤပုံတို့ကလည်းစူးစမ်းမယ်နော် ကမယ် လာမယ် ညတော်ကြီးပြိတ္တတွေသွားစိန်ခေါ်တယ်မနစ်ကမီးပြတ်တာတောင်တယောက်မှမပြန်ကြဘူး တဲ့ကြီးမဲကြီးကိုဖိုင်းဆောင်နေတာ ဖိုင်းဆောင်နေကြတာညတို့လည်းကြည်ပြောထားတာမင်းသမီးကြည်အောင်လေခင်ဗျားတို့မျိုးလုံးတွေကဘာလို့ကြုတ်ပဲဝိုင်းဝိုင်းကြည့်နေကြတာတော့ အေးဟုတ်တယ်ကျွန်တော်တကယ်ချင်းဒိုလေးကိုဝါအောင်ကြည့်ထားပါမနေ့ကျရင်တကြိုတော့မှာပါခင်ဗျ ဘိုင်းဘိုင်းတရောတခါလဲ